ကျွန်မဒီတစ်ချင်းလေးနဲ့ကဖြစ်ပါရှင်ဒီတစ်ချင်းလေးကိုမကရလဲကြာပေါ့နော်မကရလဲကြာဆိုကျွန်မလည်းကလိုက်ပါတယ်ပေါ့နော်အဲချင်းလေးကြိုက်ရမကြိုက်ကြဆိုတော့ comment မှာနဲ့ကြည့်ကြပါဦးခင်ဗျာပေါ့နော်ပြီးရင်ဖင်လုပ်ပြရခါကြာပေါ့နော်ဖင်လုပ်ပြပါမဖင်လုပ်တော့တော့ပါတယ်ပေါ့နော်ဖင်လေးတွေကြာတယ်ဖင်လေးတွေတက်ရမယ်ဒီမရပါနဲ့အားဝင်ကြိုက်ကြပါတယ်ဖင်လေးကိုတူတူလေးလိုက်ပါတယ်လောက်ပြီးဆိုတာနဲ့မီးပြတ်ပါပါလေမီးပြတ်သွားပြီပေါ့နော်မီးရပြတ်သွားလို့တောင်းမမိုင်စင်းမီးပြတ်သွားပြီတောင်းမမိုင်စင်းအပေါ်နော်ဘလာစညာတန်ကကြတော့ခိုင်ကပူပြီးပေါ့နော်ခိုင်ကအဲ့ပေါ်နော်အမတွေမှာမီးပြတ်သွားတောင်းမမိုင်ကျမမောင်မေးလေးမှာကျွန်တော်တို့ကောင်းနေပါရောဘယ်လိုဆိုတော့ကျမလိုက်မရမှာကျွန်တော်နည်းနည်းကပေါ့နော်မလီကိုရဲ့လုံးကတုံလေးကျတာနောက်ပါပြီးဒီတော့နေပြီးအောင်မလားဒီမှာကားပြီးတော့နည်းနည်းကနေပို့ပြီးတော့သူနှင်းလို့လိုက်ရတယ်ပေါ့နော်သူပြီးတော့ကနေပြီးကားနဲ့ဆိုတာပြောကျမလည်းမကနဲ့ကားလေးမဝဲနေလို့တော့မမေးအကောက်ချင်းလို့ကြာနေဆိုကျမလိုက်မရတော့ပေါ့မိကတော့ပြင်မီးလာလို့ရတယ်ပေါ့နော်နောက်ပြီးမီးပြလာရက်ပြီးတော့မှမီးရလာတော့မပြီးသွားတဲ့အချိန်မှာမီးရလာပေါ့နော်တိလိုက်ဖြစ်တာမဟုတ်ပါဘူးရှင်ဟာပေါ့နော်မီးရောတော့မှမီးရကျမမဟုတ်ပါဘူးလည်းပြောက်သွားပါတော့အာတောင်းမှတောင်းမနဲ့စကားလာပြောတာပေါ့နော်အဲ့ဒါပဲပြောချင်ပါရှင်မီးရလို့ပြောက်သွားကျမလည်းဟောမီးရငါကနေရှင်ပြက်ပဲကျမအနေပြီးတော့ဟိုးသွားပြီးမီးပြက်ပြီးဆိုငါလည်းဒီတိုင်းမကလေးမဲ့ဆိုပြီးတော့